16 ကျော်လာပြီကိုယ်ပိုင်စားနဲ့ social media ပေါ်ကပိုက်ဆံရှာဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်တော့ video editing skill ကတော့လောကတတ်တဲ့ skill တစ်ခုဖြစ်ပါတယ်ကျွန်တော်အမြင့်ဖေးဖေးဖြစ်တဲ့အဆိုတော်ဂျေဖရရဲ့တချင်းစာတတ်တဲ့ကြောင့်ဘဝငါခဲလို့လာမသိအမြင်ကြီးနေတဲ့ချင်းနဲ့ငါခံစားချက်တွေချရေးစင်မိစင်တဲ့အလူပညာတွေမကောင်းဘူးဒီလိုအလုံးသိကြုံပြောဒီဘဝဒီစေရဲ့တွေငါတို့ရဒီချင်းလေးတွေလာမျိုးလေးချက်တွေပါကျွန်တော်တို့မို့ဘာကျမရှိဘူးနောက်ခံ background မရှိတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့သရှင်းစာတကဒီလိုပြောင်းတော့မှာပါဒီဘဝဒီစရဲတွေကလောပေါ်ရဒီယူကျူလေတာကောင်းရွေးတဲ့မြင်စာအဲ့လိုဖြစ်တော့မှာပါဒီဗီဒီယိုမှာတော့ mobile CapCut ကို root နဲ့ basic ကိုအခြေခံကြားကြားပြတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့စေဝစားတယ်ဆိုလို့ရှိရင်တော့ subscribe နဲ့ notification လေးကိုနှိပ်ပြီးတော့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီ root မှာဘာလို့ပါလာမလဲဆိုတော့ root 1မှာ video resolution ရဲ့ size ratio ရဲ့ factor တွေ adjust တွေကိုတားပေးတော့ပါမယ် root 2 overlay speech တွေဘယ်လိုရှင်းရမလဲ duplicate ဘယ်လိုလုပ်ရမလဲ mask တွေကိုဘယ်လိုတောင်းရမလဲ reverse တွေကပါ remote background တွေပါမယ် presets တွေပါမယ် root 3 text ပါမယ် text effect တွေပါမယ် extracted audio တွေပါမယ် volume တွေပါမယ် music singing တွေပါပါမယ်ခင်ဗျာကပ်ကပ်ဝင်ပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်ရမှာဖြစ်ပါတယ်ကို edit ပင်ဗီဒီယိုကိုရွေးလိုက်ပါရွေးပြီးလို့ရှိရင်မလိုတဲ့အပိုင်းကိုကျွန်တော်တို့ဖြတ်ထုတ်လိုက်မယ်ဒီအပေါ်ကဟာကတော့ဒါ resolution ပါဒါအပေါ်ကဟာကတော့ 1080p ရဲ့ 2K ရဲ့ 4K 2K နဲ့ 4K ကတော့ဒါ Pro ပါပတ်စံပေးရမယ် 1080p ကလည်း video quality ကောင်းပါတယ် 1080p ပဲထားလိုက်တယ်မလိုတဲ့အပိုင်းကိုကျွန်တော်တို့ဖြတ်လိုက်မယ် display ကိုနှိုက်လိုက်ပြီးလို့ရှိရင် delete နဲ့ဖြတ်လိုက်ပါခင်ဗျာ okay ပြီးရင်တော့ကျွန်တော်တို့မှာဒါ ready ဖြစ်သွားပြီပေါ့နော်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ size ratio တို့ရွေးမယ်ဒါကတော့ TikTok ဒါကတော့ YouTube ဒါကတော့ video Facebook video reel တွေအတွက်သုံးပါတယ်ကျွန်တော်တို့က YouTube ဖြစ်တဲ့အတွက်ကြောင့် 60 ratio 9ပဲရွေးလိုက်တယ် okay factor တွေထည့်ပေးမယ် factor တွေဒီနေရာကိုနှိပ်ပါ factor တွေအများကြီးရှိတယ်ကို video နဲ့ live format factor ကိုရွေးပါဘာ factor ကိုရွေးမှအဆင်ပြေမယ်ဆိုတဲ့ပုံသဏ္ဍာန်မရှိပါဘူးကို video နဲ့ကိုင်းညီမဲ့ live format အရောင် design တွေကိုကိုဘာသာကိုပဲdesign ထွင်ရမှာဖြစ်ပါတယ်ဆိုတော့ factor တွေရွေးပြီးဆိုလို့ရှိရင် adjust ကိုတွားမယ် adjust ကလည်းထိုးတူပါပဲကျွန်တော်တို့ video ကိုပို့ပြီးတော့ကြည့်ကောင်းအောင်ပို့ပြီးတော့မြန်တန်အောင်ကျွန်တော်တို့ရဲ့ဒီအလက်အမှောင်အတိုးအလျှောတွေကိုကိုယ်စိတ်ကြိုက်ဖန်တီးတာပေါ့နော်ဒါကလည်းဒါdesign တစ်ခုပါပဲကိုယ့်ရဲ့ idea ပေါ်မှာမူတည်ပြီးတော့အလက်နဲ့ထားမလားအမှောင်နဲ့ထားမလားမုံလေးလုံးမလားကိုယ်စိတ်ကြိုက်ပေါ့နော်ဒီ adjust မှာကိုယ့်ရဲ့ video ကိုပုံပေါ်လာအောင်ကိုယ့်ဟာကိုယ်စိတ်ကြိုက်ဖန်တီးတာဖြစ်ပါတယ် okay ဒါကိုကျွန်တော်နည်းနည်းအမြန်လေးလုပ်လိုက်မယ်ပေါ့နော်ဒါ adjust မှာနည်းနည်းအမြန်လေးလုပ်လိုက်မယ်ခုမှကြတော့ကျွန်တော်တို့ overlay ကိုတွားမယ် overlay ဆိုတာကတော့ကျွန်တော်တို့ video တစ်ခုပေါ်မှာတစ်ခုတင်တာပေါ့နော် video နှစ်ပုတ်တစ်ပုတ်ထဲမှာ video နှစ်ပုတ်ဖြစ်အောင်လုပ်တာပါ okay ဒီမှာoverlay နဲ့လုပ်လိုက်တယ် video လက်ကလေးနဲ့ကြုံရှင်းလုပ်လိုက် okay ဒီမှာနော် play ကြည့်မယ်နော်video နှစ်ပုတ်နော် okay okay video နှစ်ပုတ်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီနောက်က video ကိုကျွန်တော်တို့မလိုဘူးနောက်က video ရဲ့အတန်ကိုကျွန်တော်တို့ဖြောင်းလိုက်မယ်ဆိုaudio ဒီမှာ started audio နဲ့လိုက်100 ခိုင်နှုန်းထိစောင်းလိုက်အဲ့ဒါအတန်ထွက်လာလို့ရှိရင်အတန်ကိုလည်းကလည်းတောက် delete ကိုလုပ်လိုက်လို့ရှိရင်နောက်ကအတန်ပြောင်းသွားပြီဆိုတော့ရှေ့က video အတန်ပဲကျွန်တော်တို့ play ကြည့်မယ် okay နော်
ဒါကတော့ကျွန်တော်တို့ overlay ဖြစ်ပါတယ် overlay ကိုသုံးပြသွားတာဖြစ်ပါတယ်တော့ဒီ speed ပေါ့နော်ဗီဒီယိုရဲ့အမြင်အနှေ့ကိုကျွန်တော်တို့ချိန်ပြမယ်ဒီအပေါ်မြင်လိုက်လို့ရှိရင်ဒါမြင်တာပါအောက်ကို switch လုပ်လို့ရှိရင်တော့ဒါနှေ့တာပေါ့နော်ကျွန်တော်တို့ခုနကအပေါ်တင်လိုက်တယ် play ကြည့်မယ် okay နောက်တစ်ခုကကျွန်တော်တို့ဒီ remote background ဖြစ်ပါတယ်ဒါကတော့ remote background ပေါ့နော်background ဖြောက်တာပါ okay အကုန်လုံးပြောင်းသွားပြီနော်ဒီမှာ STO key stop ဆိုတာကကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်မှာဒီပို့ပြီးတော့တည်တဲသွားအောင်ဒီဖလာပါသွားအောင်ပေါ့နော်ကြီးကောင်းသွားအောင်ဒီအနေအဖြူတွေအမေတွေနဲ့ကျွန်တော်တို့ရဲ့ body ကိုလောက်တာပါ okay အဆင်ပြေတဲ့အနေအထားတစ်ခုလောက်ကိုရွေးပြီးတော့ကျွန်တော်တို့ရဲ့ပုံကိုရှင်ပါရှင်ပြီးမှကျွန်တော်တို့ကြိုက်တဲ့ပုံစံနဲ့ထားလိုက်ပါခင်ဗျာ okay နောက်တစ်ခုကကျွန်တော် mask ကိုသုံးပြမယ် mask ကိုသုံးပြဖို့အတွက်ဗီဒီယိုတစ်ပုဒ်ကိုရွေးလိုက်ဗီဒီယိုအသစ်တစ်ပုဒ်ကိုရွေးလိုက်တယ်နော် okay ဆိုတော့ဗီဒီယိုကနှစ်ပုဒ်ဖြစ်သွားပြီပေါ့နော်ဒီအဟောင်းတစ်ပုဒ်တစ်ပုဒ်အသစ်ကိုဒီဗီဒီယိုနှစ်ပုဒ်ဖြစ်ဖို့အတွက် overlay နဲ့တင်ရမယ်ပေါ့နော် mask ကိုသုံးပြဖို့အတွက် overlay နဲ့တင်လိုက်လို့ရှိရင်ဗီဒီယိုတစ်ခုပေါ်မှာတစ်ခုရောက်သွားတယ်ပေါ့နော် overlay နဲ့တင်လိုက်လို့ရှိရင်နှစ်ခုဖြစ်သွားတယ်ဗီဒီယိုဒီလက်ကလေးနဲ့ကြုံပြီးတော့နည်းနည်းဆွဲလိုက် okay ဒါကိုကင်မရာအပြည့်ဖြစ်လိုက် screen အပြည့်ဖြစ်လိုက်မယ်နည်းနည်းကြီးသွားအောင်ပေါ့နော် okay screen အပြည့်ဖြစ်လိုက်ဒီဗီဒီယိုကတော့နှစ်ကိုခွဲဗီဒီယိုလောက်ပြမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ mask ကိုရှာမယ် mask ဟိုဘက်အဆုံးလေးမှာရှိမှထင်တယ် okay ဒီမှာတွဲပြီနော် mask ကိုနှိမ့်မယ် mask ကိုနှိမ့်ပြီးလို့ရှိရင်ဒီအရှင်းဆုံးကဟာကိုရွေးလိုက်ပါရွေးပြီးလို့ရှိရင်ဒီလိုလေးစောင်းလိုက် okay နော်ဒါဗီဒီယိုနှစ်ကိုခွဲပုံစံဖြစ်သွားပြီနော်ဒါနည်းနည်းလေးဆွဲလိုက် okay ဒီလောက်ဆိုရပြီနော် okay ဒါနှစ်ကိုခွဲပုံစံလောက်တာပါဒါ mask ကိုသုံးပြတာဖြစ်ပါတယ်ကျော်လာပြီနော်ကိုယ်ပိုင်စားနဲ့ဒါက mask သုံးပြရဖြစ်ပါခင်ဗျာပိုက်ဆက်ရှာဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်ကျွန်တော်ဒီ reverse ကိုသုံးပြမှာဖြစ်ပါတယ် reverse ကိုသုံးပြဖို့အတွက်ဗီဒီယိုနောက်တစ်ပုတ်ပေါ့နော်ဒီ cycle ကကျွန်တော်ရှေ့ကိုသွားတာနော် okay ရှေ့ကိုသွားတယ်ဆိုတော့ကျွန်တော် reverse ကိုသုံးလို့ရှိရင် cycle ကနောက်ကိုပြန်လာမယ်ဥပမာပစ္စည်းကိုအောက်ကိုပြေးချလိုက်လို့ရှိရင်အပေါ်ကိုပြန်တက်လာမှာအဲ့လိုမျိုးလောက်တာပေါ့နော်ဒီမှာပါ reverse ကိုနှိမ်လိုက်100ခိုင်နှုန်းအထိခဏလေးဆောင်လိုက် okay ရပြီကျွန်တော်တို့ play ကြည့်မယ်ဒီမှာနောက်ကိုသွားတယ်နော်အစားကနေပြီးတော့ play ကြည့်လိုက်မယ်ခုနကဆိုင်ကအရှိကိုသွားတာနော်အခု play ပြန်ပြီးတော့ reverse လုပ်ပြီးမှပြန် play ကြည့်မယ် okay နော်ဒီလိုနော်ဒါကတော့ reverse ကိုတုံးတဲ့နေ့ဖြစ်ပါတယ် text ကိုသွား text မှာဗီဒီယိုမှာစာတန်းထုတ်မှာပေါ့နော် a plus text my font ကိုသွားပြီးလို့ရှိရင်ကိုကြိုက်တဲ့ font ပုံစံတစ်ခုကိုရွေးချယ်လိုက်စာတစ်ကြောင်းရေးလိုက်ရေးပြီးလို့ရှိရင်အဲ့ဒီစာကိုစတိုင်ပြောင်းမယ်ဒီမှာနော်ကိုကြိုက်တဲ့စတိုင်ရှိတယ်ဒီမှာအဝါရောင်ရှိတယ်အဖြူရောင်ရှိတယ်အနီရောင်ရှိတယ်နော်ကိုကြိုက်တဲ့ပုံစံကိုပြောင်းမယ်ပြီးလို့ရှိရင်ဒီစတိုင်နာက effect ရှိတယ်ဒီ effect မှာကြာတော့လေ effect တွေအများကြီးရှိတယ်ကိုကြိုက်တဲ့ effect ကိုရွေးပါ effect ပါတော့ဗီဒီယိုရဲ့စာသားကပို့ပြီးတော့ထန်ထန်ရှားရှားပေါ်တယ်ပေါ့နော်ဆိုတော့ကြည့်ရတဲ့လူအတွက်ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတော့စာသားရဲ့ effect တွေကိုတုံးတဲ့နေ့ဖြစ်ပါတယ် okay စာသား effect တွေကိုကိုကြိုက်တဲ့ဟာကိုရွေးပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာပါတဲ့အတန်ကိုကျွန်တော်အပြင်ကိုထုတ်ပြမှာပေါ့နော်ဗီဒီယိုထဲမှာပါတဲ့အတန်ကိုအပြင်ကိုထုတ်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုးစားပေါ့ဒီ extracted audio ဒီဥစ္စာလေးကိုနှိပ်ပါ extracted audio ကိုနှိပ်100ခိုင်နှုန်းထိဆောင်လိုက်ဆောင်ပြီးလို့ရှိရင်အဲ့ဒီအတန်ကအပြင်ကိုထွက်ကျလာပြီအဲ့ဒါလေးကိုလက်ကလေးနဲ့တောက်ပြီးလို့ရှိရင် delete ဆိုတဲ့ဟာကိုထိလိုက်လို့ရှိရင်အတန်ကတော့ပျောက်သွားပြီပေါ့နော် okay ကျွန်တော်တို့ music ကိုထည့်မယ်အခုနကနေရာမှာကျွန်တော်တို့ music ကိုကျွန်တော်တို့တချက်အသစ်တစ်ပုတ်ထည့်မယ်ဆိုတော့ဒီsound ဆိုတဲ့ဟာဥစ္စာကိုနှိပ်ပြီးလို့ရှိရင်ဒီမှာ vlog တွေရှိမယ်new year တွေရှိမယ်ကိုကြိုက်တဲ့ဟာ birthday တွေရှိမယ်နော်ကိုကြိုက်တဲ့ vlog တွေအတန်တွေကိုလည်းကြိုက်တဲ့နေရာကဒီနေရာကဆွဲပြီးတော့သုံးလို့ရပါတယ်ဒါကတော့vlog အတန်တွေပေါ့နော်စမ်းကြည့်ပေါ့စင်ပြေတဲ့ဟာတခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ယူသုံးလိုက် okay vlog တွေကိုမတုံးချင်ဘူးဒါမှမဟုတ်ကိုအတန်ကိုကိုတွန်းချင်တယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ record ဆိုတဲ့ဥစ္စာကိုနှိပ်ပါ record ဆိုတဲ့ဟာကိုနှိပ်ပြီးလို့ရှိရင်သူတိုင်ပါခေါ်ပေးလိုက်မယ်3 2 1ပြီးတာနဲ့ကျွန်တော်တို့အတန်တွေကိုတွန်းလို့ရပြီကျွန်တော်ကတော့မင်္ဂလာပါဆိုပြီးတော့ကျွန်တော်အတန်တွန်းမှာပေါ့နော်အဲ့ဒါကိုကျွန်တော် play ကြည့်မယ်တွန်းကြည့်လိုက်မယ် okay ကျွန်တော်အတန်တွန်း
သွင်းလိုက်တယ်ပေါ့နော်โอเคဒီအတန်ကိုကျွန်တော်တို့ပြန်ပြီးတော့ play ကြည့်မယ်အားလုံးပဲမင်္ဂလာပါဟုတ်ပါတယ်ခင်ဗျာဒါကတော့အတန်သွင်းတဲ့နေ့ဖြစ်ပါတယ်ဗျာဟုတ်ပါခင်ဗျာဗီဒီယိုကအကျိုးရှိမှလည်းယုံကြည်ပါတယ်အပေါ်မကြည့်ဘူးဆိုလို့ရှိရင်တော့ comment မှာတစ်ခုခုမှတ်သွားပေးပါဦးခင်ဗျာ